ပြလုံးနေနဲ့ဖြတ်ဘာလိုက်လို့ဘာဖြစ်နေကြဟာပြောသေးရှိတဲ့ဒီနေ့ပြလုံးနေပြကြမယ်ပြလုံးပြမယ်လေအဲ့တော့ငါရှေ့ကစတယ်ပေးမယ်ကျွန်တော်တို့900ပြလုံးနေအခုချိန်ကိုရလိုက်တယ်မှာဖြစ်ပါတယ်ဘယ်လိုလဲဆိုတော့ဖြည်းဖြည်းချင်းဆက်တော့နေအောင်ဘာလို့ဟာလဲကွာရှေ့မှာကိုယ်ဆရာသမားတွေကပြောထားတာလေအုပ်စုပဲတိုင်တွေကဟာငါကောင်ညီကိုတွေကတင်းဝက်လေးညီတယ်တဲ့အဲ့တော့ညီညာညာလေးပြတ်ပါငါရှေ့ရသွားမယ်ညီညာဝတ်ဆိုတာလဲဒါကျွန်တော်တို့ဘွဲရဘယ်လိုလဲနေနေရောအမြင်ကတ်လာပြီနော်လက်ရိုက်မနေတော့မင်းကုန်လေးမအောင်မေးဟာမင်းဒီအဖွဲမှာဘယ်သူကောင်းဆောင်ငါကောင်းဆောင်ငါလည်းအဲ့ဒါငါတင်ထားတာငါလည်းကောင်းဆောင်မေးငါလည်းကောင်းဆောင်ပဲငါလည်းငါဘာငါခေါင်းဆောင်လုပ်တယ်တို့အဖွဲမှာငယ်လားမရှိကောင်းဆောင်လေးပဲကုန်လုံးမင်းတို့ပြက်လုံးကိုအတူတူမပြက်လို့မညီညာရင်ရှုံးပါနော်ရှုံးတယ်တို့ကနိုင်ကျင်တော့လာတာမဟုတ်ဘူးဘာဖြစ်လို့ပြောချင်တာပြောလို့ရလို့လာတာโอเคရတယ်မင်းတည်င်းစာရှင်းလင်းပွဲနဲ့မားနေပြီနော်မင်းတို့4ယောက်တည်းပြက်လို့ရရင်ဟာ4ကောင်ဆိုပြီးပြက်အဲ့အောင်9ယောက်ကွာဟာ9ကောင်နံပါတ်1တယောက်မပါလို့ရှိရင်ဟာ4ကောင်ပဲပြက်တော့ငါမပါဘူးလားမပါလဲရတယ်နေပေါ့တိုင်းကျော်နေတို့ကျော်တိုင်းကျော်မင်းတကယ်တို့ဘွဲထွက်မှာလားထွက်တယ်ကွာအော်မင်းကအခုတော့ထွက်ပြီပေါ့ရွေးကောက်ပွဲနေတော့မင်းမနိုင်ဘူးထင်လို့ထွက်တာမလားတို့ဘွဲဟုတ်ပြီထွက်တယ်ဟာငါကောင်ကတယောက်မရှိလို့မရဘူးပြီးတော့ဘာလို့အတိုင်းကျော်သွားသူမပါလဲရတယ်ဟာလေးကောင်ငင်းငယ်ရေးပွဲရမြန်မာတနိုင်ငံလုံးမှာလူရှင်တော်တွေအရင်စလောက်တာဟုတ်တယ်ဟုတ်တယ်မလားမှန်တယ်ငင်းငယ်ရေးကိုလူရှင်တော်တွေအရင်စလောက်တာသူမညီညွတ်လည်းဘာမှဖြစ်တို့ဒီဘက်အာကိုပစိန်ရိုးတဲ့ကောင်သွားပလိစီသွားပလိစီတို့4ယောက်ဟာ4ကောင်ခုကျန်စားပြီးကျွန်တော်ကွဟာ4ကောင်ဖြစ်သွားပါပြီဟာ4ကောင်ပေးရှိလည်းမရဘူးဘာပြည့်ရသေးလို့ရီးရမှာလဲဒီလည်းမရဘူးဆက်တာဦးဆုံးကတော့ဒါလူရှင်တော်ဖွဲ့ပြီးဆိုပိသက်တီကကျွန်တော်ဟာ4ကောင်တီအောင်လို့အဖွဲ့နာမည်ကျင်ညာမှာပါဟာ4ကောင်လာပြီဗျအကောင်မတို့ပြောရစေမှာမနောက်ဘာဟုတ်တာမင်းပါလေအဖွဲလည်းပြန်ဝင်ကျင်နေတာလားဟလားမဝင်ကျင်မနောက်ချက်နဲ့ကွာမင်းတို့တချင်းဆိုတဲ့ထဲမှာငါပါလားငါနာမည်လည်းမပါဘူးဟာ4ကောင်တိုင်းကြောင်မပါဘူးဟာ1ကောင်မပါငါဘာလို့တချင်းမဆိုကတာဘာဖြစ်လို့မင်းလိုက်မကနေလေသူများကတော့ဘာဖြစ်လဲမင်းငါတို့လာနောက်ချက်နေမကဘူးမကနေလုံးဝမကနေဆိုကနေနော်မကနေဆိုရချေဆိုငါဆိုတဲ့တချင်းတော့ဆိုဟာလေကောင်လာပြီဗျအကောင်မတော့ရီရသေးမှာအဲ့ဒီကောင်လွန်နေပြီနော်ဟဲ့မင်းကမင်းမြောက်ပွဲအောင်မင်းနေလားဘာလဲရဒီလိုကလို့လဲစက်ပြေရှုံးပြီးပြီဟမ်တေချင်းဆိုနိုင်ဘူးဟမ်မတိုက်သားတဲ့ကမပြောချင်းဘာလဲရမင်းတို့ဘက်ထဲမှာငါပါလားမင်းမပါဘူးလေစားတယ်ပြောငါဘာလို့ငါဟိုနားမှာကတာဘာဖြစ်လို့မကနေအဲ့မငင်းထိုင်းအဲ့ဒီကောင်ထိုင်းနေလုံးဝမထနဲ့ထိုင်းနေဆောက်ရဆက်ဆိုဟုတ်ကမျက်နှာဇိုးနဲ့လူချင်းတော်လိုစွမ်းအားရှင်လိုနဲ့အဲ့တော့စားဟာလေကောင်းလာပြီဗျအကောင်မလို့ရီရသေးပါအယူနေခွေးနဲ့လင်းသားများကြအယူပုတ်တင်ညိုကင်နဲ့အယူမမရိုင်းနဲ့မင်းကငါတို့ဟာလေးကောင်လာပြီဗျဆိုမင်းကအယူဆိုငါတို့ကအယူတွေငါစာသားထဲမှာမင်းတို့4ယောက်ယူတယ်လို့ပါလားမပါရင်လူခွင့်ရေးကိုမပိတ်ပင်ပါနဲ့ငါတို့ကဟာလေးကောင်လာပြီဆိုတော့ငါတို့အယူပြည့်နဲ့မတာအယူကငါတို့မဟုတ်ဘူးအုတ်ချုပ်ရေးမှုရွေးမခံရတဲ့လူဟုတ်တယ်အတန်းဟိုသူဒါဘာပဲပြောသူလိုက်ဆိုလို့မရတဲ့တခြင်းကိုဆိုရမှာဟုတ်တယ်မလားဒါတို့မြန်မာနိုင်ငံကြီးမှာဟိုစကားတွေတောင်ပုံရာပုံဖြစ်တဲ့အကြောင်းဆိုရမယ်တိုင်းပြည်ပြည်ဝိုင်းကြီးပတ်ကလို့ခုံစဘာတောင်လို့ဝိုင်းကြီးပတ်ကလို့ခုံစဘာတောင်လို့ခုံရှိတော့ရှိတယ်ရှားတယ်ရှိတော့ရှိတယ်ရှားတယ်ရှိတော့ရှိတယ်ရှားတယ်မမရိုင်းနဲ့ငါတို့ကစဘာတောင်လို့ပုံပါလေဆိုမင်းကရှိတော့ရှိတယ်ရှားတယ်ဆိုတော့တို့နိုင်ငံမှာပဲစဘာတောင်ပုံရပုံမရှိတဲ့ပုံစံငါစာသားထဲမှာအဲ့လိုအဓိပ္ပာယ်တက်ရောက်စီတာပါလား
ပါဘူး မပိုင်လူခွင့်ရေးကိုမပိတ်ပင်ပါနဲ့ ရတယ်အတန်းနေဒီကောင်နောက်ကလိုက်ဖြတ်လို့မရအောင်ငါဆိုပြမယ်လို့လဲကူညီပေးရစေကူညီပေးရစေခင်ဗျာကူညီပေးရစေကူညီပေးရစေရှင်ပြည်သူအတွက်ဆိုအတင်းပါပဲ ဟုတ်လေမဟုတ်ပဲနဲ့ဟုတ်လေမဟုတ်ပဲနဲ့ ဖေရတိုင်းကြောင့်ငါတို့ကကူညီပေးရစေကူညီပေးရစေခင်ဗျာဆိုမင်းကဟုတ်လဲမဟုတ်ပဲနဲ့ဆိုမသိတို့ရဲတယ်ပဲလိန်နေသလိုလို ငါစာသားထဲမှာအဲ့ဒီပဲတက်ရောက်စီတာပါလား မပါဘူး မပိုင်လူအခွင့်ရေးကိုမပိတ်ပင်နဲ့ ကောင်းများတယ် တော်များနေပြီ များတယ်ရတယ်သူလုံးလို့မရလို့ချင်းငါဆိုမယ် လုံးလို့မရဘူး ဒါတို့တိုင်းတို့ပြေတို့မြမပြေဒါတို့တိုင်းတို့ပြေတို့မြမပြေ ဘာမှမရှိတော့ဘူးတခုမှမရှိတော့ဘူးဘာမှမရှိတော့ဘူးတကယ်ကိုတခုမှမရှိတော့ဘူး ဟုတ်ဘလို့ပြောမရပါလားဟာ မရိုက်တာမရိုက်တာ မရှိချင်လို့မရှိရမဟုတ်ဘူးရ ဘာဖြစ်လို့မရှိတာ ရောင်းမလိုက်လို့ ဒီတစ်ခါငါနဲ့တွေ့ ဆိုတော့ ငါနဲ့တွေ့အာကစားမြစ်တင်ခြင်းသည်နိုင်ငံတော်ကိုကာဝယ်စောင့်ရှောက်နေခြင်းဖြစ်ပါသည်အာကစားရှိမှန်းချက်သည်မြန်မာအာကစားကဘာကိုလွှမ်းရမည် သူပြောပြတော့ရည်စရာပါတိုင်းမလေးရှားတော့မနိုင်ဘူး မင်းကဘာလဲငါအာကစားမြန်မာအာကစားကဘာကိုလွှမ်းမဲ့ကိစ္စကိုမင်းကရည်စရာပြောအောင်ငါတို့အာကစားရည်စရာကြီးပေါက်နေလို့လား ငါပြောတဲ့အထဲမှာအာကစားကိုဖိနှိပ်တာပါလား မပါဘူးလေ မပါရင်လူအခွင့်အရေးကိုမပိတ်ပင်ပါနဲ့ကွာ ဒီကောင်ဒီကလုံးနဲ့လှုပ်ရှားနေတယ်နော် ဒီဘက်ဒီဒါ तू ကဒီ policy တွေမလို့လိုက်လုပ်လို့ရတယ် အေး ခေဟောင်းတေးဆိုရင်လုပ်လို့မရ မရဘူးလို့ဆုံးမစု ကျောင်းခွင့်ငိမ့်စိန်ပန်းတွေလေညီမကြက်ပြနေခဲငေါ်ပဲတွေနဲ့သူနဲ့ရှိရငယ်ငယ်တတ်တော့မဟုတ် မြို့ကြီးပြာဒီမနီးတဲ့တော့ရဲ့ဌာနေတော့ရဲ့ဌာနေမှာအဲ့ဒီကစားလူဖြစ်ရတဲ့သူတို့ဘဝချင်းလေ မရိုင်းလာပြီမရိုင်းလာဗျာငါတက်ကတော်တော့မဟုတ်ဆိုမင်းကမျိုးကြီးပြကြီးမနီးဆိုတော့တက်ကတော်ကပဲမသိရင်ဟိုးမျိုးပြင်ရောက်နေသလိုလို ငါပြောတဲ့ထဲမှာအိုက်စာသာပါသွားလို့လား မပါဘူး မပါလို့ရှိရင်မင်းတို့ဟုတ်ရင်နာမဟုတ်ရင်မနာနဲ့ ရတယ်ပြီ ဟိုတက္ကသိုလ်ကမြို့ပြင်ရောက်ချင်လို့ရောက်တာမဟုတ်ဘူး ဘာဖြစ်လို့ရောက် တက္ကသိုလ်ကျောင်းသားတွေဗီဒီယိုသွားရိုက်တာ ဟုတ်ပြီအဲ့တော့ဒီကောင်လုံးလုံးမရအောင်ငါဆိုမယ် ဘယ်လိုဆိုလဲ နိုင်ငံတော်ရှင်းဆိုမယ်နိုင်ငံတော်ကြိုးပြရှင်းနိုင်ငံတော်ပြိုကွဲမဲ့အခြေအနေကိုတို့လက်မခံနိုင်ပါဒီတော်စုပြိုကွဲရဲ့တိုင်းရင်းသားစီလုံးညီညွတ်မှုမပြိုကွဲရဲ့ဟာအချုပ်ချာအာဏာတီတက်ခိုင်တဲ့ရဲ့ဟာတမတော်ရဲ့အဓိကတာဝန်မှာ ညတ်တပတ်တဲနဲ့ဒီလိုညတ်တပတ်တဲနဲ့ဒီညတ်တပတ်တဲနဲ့ဒီညတ်တပတ်တဲညတ်တပတ်တဲနဲ့ဒီလိုညတ်တပတ်တဲနဲ့ဒီညတ်တပတ်တဲနဲ့ဒီညတ်တပတ်တဲကြိုက်တာလို့ကိုပြောချင်တာပြောရတဲ့အတွက်ချလိုက်စမ်းကြိုက်တယ် အခါနဲ့ သားနာခံပြီးလို့ လုံးရတာလုံးရ ငါပြောပြမယ် လုံးရမယ်စဉ်းစား ငါပြောပြမယ်မင်းမှတ်ထားဒီမြေဟာငါတို့မြေမြမပိုင်ဖို့ငါတို့မြေဒီမြေဟာငါတို့မြေမြမပိုင်ဖို့ငါတို့မြေ မင်္ဂလေးကိုထိတ်မှရွက်ခါဝယ်ကြမလားလူတကြောကြောဩကားရဲ့ဈေးတယ်အေးချင် ဒီဝါကစက
ကောင်းမောဖြတ်တို့ ဟေး ခိုင်းလိုက် ဘာရဘာမဲ ငါကပြောတော့မင်းကဘန်းကလေးကိုထိတ်မှရွတ်မှာဆိုဒီမြန်မာနိုင်ငံကြီးကိုဘယ်ဈေးတွေကကောင်းမောတင်နိုင်မှာလဲခိုင်းလိုက် မင်းသာမရောင်းတာရောင်းတဲ့လူတွေကရောင်းတယ် ဟေးရောင်းတာကအဲ့ဒါတဝက်ချင်းခွဲရောင်းတာကွာတဝက်ချင်းခွဲရောင်းတာ လောက် ရာဇဝင်များရဲ့သူတို့သမီးငါတို့ရဲ့မိခင်အေယာဝတီရာဇဝင်များရဲ့သူတို့သမီးအေယာဝတီ ကြောက်ကြတော့လေအပေါင်းဘုံတရက်ကောင်းဘုံဖြတ်အမျက်ကြီးစားရမှာပဲခြေနဲ့ထားကြောက်ကြတော့လေအပေါင်းဘုံတရက်ကောင်းဘုံဖြတ်အမျက်ကြီးစားရမှာပဲခြေနဲ့ထားဓမ္မသာ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 ရှောင်းလေအလင်းမပေးတဲ့ခေတ္တဖေးကြီးဖြစ်လာမှာ များနေဘူး ငါအဲ့လိုမျိုးငါအစီကနေတချင်းဆိုတော့မင်းပြောတဲ့ပုံကမသိရင်ငါပဲအေယာဝတီကိုခေါင်းပုံဖြတ်ပြီးရောင်းဝယ်နေတဲ့ပုံစံမျိုး ကံကောင်းလို့ဒါတော့ငါတို့တော်တော်များများရေရီယာခြိလိုက်ရ ရနေနေသမားလာသမားလုံးမရတော့ငါတို့လုံးမယ် ဘလို့ မကြီးထိုင်ယူကြီးမန္တလေးလူရှင်တော်တွေအများကြီးမန္တလေးလူရှင်တော်ကြီးတွေရှိတယ်မန္တလေးမြို့ရောက်မှာချတယ်မန္တလေးတော့မကောင်းတော့ရင်သူ့အမြင်ကတ်သွားတခါတည်းမန္တလေးကပြည်သူတွေတို့တခါခုံမတတ်တွေနဲ့ရိုက်အေးလို့ရွှေမန်းစီလို့ ဟုတ်ပြီ တခါတော့အရောက်လာစေခြင်းကျုံတော်ပလီများမျိုးယိုပြာအိုးစုံကြီးဟုတ်ရလောက်စားလာစားမန္တလေးကိုလာစားပြိုလာစား လောက်စမ်းမန္တလေးမှာစကိုင်းနဲ့ကကြီးတဲ့ပြည်သူတွေအများကြီးပဲ ဟာဒီပဲသူ့ဘာကိုအမုန်းခံမလားဘာနဲ့လောက်စား အမျိုးကနောက်ပြန်ပေါင်းလို့ရတယ်ဒိုင်းတွေကမန်းလေးရများတယ် အခုမှလုံး ဘာခုမှပြန်အောင် အခု ပါ မှလုံးနေလို့မန္တလေးကိုမင်းဘာ ရတယ်တိုင်းကျော်သွေးတို့ဆန်းတာဟာလား လောက်သားမှာ ဒီတိုင်းပါဇက်ကပြောရင်ငါတွန်းဒိုင်းနေလဲမုံမယ်ပြဿနာလဲရှင်းရတချင်းနဲ့မပြောဘူးကျွန်တော် music နဲ့ပြောလိုက်မယ်1 2 3 4တော်မီတော်ဟောဒါလေးပဲပြောတာတော့ကျန်တာငါပြောတာမဟုတ်ဘူးနောက်ကလူတွေပြောတာတော်မီတော်ဟော ဒီမန္တလေးနဲ့ မိုင်ငါသွားတယ် မန္တလေးနဲ့တိတ်ုံနဲ့သွားပူတာငါတို့မားတာ ဒီအဲ့လိုဒီမဖြစ်နဲ့အဲ့တော့ဒီကောင်လုံးလို့မရအောင်တို့လုံး အလုံးဟုတ်တယ်ကြောက်ရကြာသွေးထုတ်ပတ်တီလဲရှိရမယ်ဘောဘူးလဲထိုးတော့တယ်မြင့်မြတ်တဲ့ဘူအောင်ဆန်းရဲ့လောက်စားလောက်ရဲ့ဖခင်ကြီးပို့ချအောင်ဆန်းမင်းဘာပြောမလို့ ပြောတယ် ပြဿနာတတ်တော့မယ် ပြောတယ် အခုမှမြောက်ပေလေးမိုးကြိုးပြတဲ့မျက်နှာ ကြားလိုက်လို့ပြန်စု မင်းတကယ်လိုက်ဖြတ်ကြမယ်နော် ပြန်စု ချမယ် ရာသွေးထုတ်ပတ်တီလဲရှိရမယ်ဘောဘူးလဲထိုးတော့တယ်မြင့်မြတ်တဲ့ဘူအောင်ဆန်းရဲ့ ဟေးတိုင်းပြေကျုံစုရဲတဲ့ လူတွေတက်လူတွေမတက်နဲ့တေချာလို့မင်းအရှင်းတစ်ချင်းနဲ့ဖြတ်တော့ဖြတ်ကြဒီအရှင်းနဲ့ဖြတ်ရောက်ဖြတ်ရှောင်းလို့လိမ့်မယ်ရှောင်းမတယ်ကွာမင်းကလေမင်းစားတာလေဖြတ်မင်းစား ကြားတယ် ရတော့ မင်းတို့နဲ့ဒီလောက်တော့မှပြန်ပြီးမှတော့ရောက်ပြောပြီပြော ယောက်ျားတော့ပြောတယ်ဆက်မယ် ရာသွေးထုတ်ပတ်တီလဲရှိရမယ်မော်ဘူးလဲထိုးတော့တယ်မြင့်မြတ်တဲ့ဘူအောင်ဆန်းရဲ့ ဘယ်တော့မှမမေ့ဘူးဘယ်တော့မှမမေ့ဘူးဘယ်တော့မှမမေ့ဘူးဘယ်တော့မှဒီချင်းစိုးလေငါလှက်ထွက်တယ်လို့ကြာငါကြောင်နေပို့တာကိုတို့ကြရင် ကိုတိုင်းရောခင်ဗျာ ကိုပြီးကြောင်ခင်ဗျ တိုင်းရောခင်ဗျ ကိုဘိုးလေး ကိုတိုင်းရော ကိုဝိုင်းကြောင်ခင်ဗျ ကိုတိုင်းရောခင်ဗျ ကြော်ကြကောင်းတဲ့ငင်းငင်းပွဲပါဗျာဤစင်မိုးလေးအစိုးကမြင်ရပါပြီပြရဝါစာချစ်ပွဲတော်စကားပြောဖို့ကြံနေဤစင်မိုးပြုံမဒီဤစင်မိုးပြုံမဒီဟာငါကောင်ကခေါ်နေဒီနမ
ွှေပွေးကြလာမိပါပြည်သူစကိုင်းနဲ့ရှူသားမိပါပြည်သူရေမငိမ့်ရဝေသောပန်းလို့စိတ်လေးချမ်းသာကိုလေးချမ်းသာအဝေးရဘေးမတန်အေးချမ်းစီတာဒီတော့ကိုလေးကိုဝိုင်းကြော်ရင်ကိုတို့ကြော်ရင်ကိုပြီးကြော်လားရှင်ကိုတိုင်းကြော်ရင်မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါလားရှင်မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါလားခင်ဗျာကိုကြီးကျမတို့ရဲ့အနုပညာဟာတင်တိုင်းပြတဲ့တိုင်းမသိတီတိုင်းမကြော်ကြော်တိုင်းမကောင်းကောင်းတိုင်းရဲ့အနည်းပါဝင်လို့ရှေ့စာဆုံးများဆိုထားတယ်မဟုတ်ပါလားရှင်အငိမ့်မှာတော့အရှင်စောက်မှာတော့တင်ရုပ်သေးမှာတော့စိမ့်နေရှင်အဲ့တော့အငိမ့်ပြည်သူတို့မိဒီမှာအငိမ့်ကိုအရှင်လေးနဲ့ကတယ်ရှင်မင်္ဂလာပေါင်းကြည်စေကြောင်းကိုတောင်းစုပြုလို့